လိုလေသေးမရှိပြည့်စုံအောင်ထားပေးနေတဲ့ကိုယ့်ရဲ့မျိုးသားလေးကိုဒီလိုဖွယ်ဖွယ်ရဟင်းလေးရှက်ပြီးတော့ရှင်းရှင်းမြတ်တာကိုဖော်ကျူလိုက်တော့နော်အင်ရှင်မလေးတို့ရေအဲ့ဒီလိုတာဝန်ကျေတဲ့မျိုးသားလေးတွေကိုအိမ်ဦးနဲ့လို့လည်းခေါ်တိုက်တယ်လို့ကိုယ့်ဘက်ကလည်းတာဝန်ကျေတင်ပါတယ်ရှင်ကျမရှက်ပြတဲ့ဟင်းတော်တော်များများကစီမပါဘူးဆိုပေမဲ့အရန်စားကောင်းပါတယ်ကဲအသီးရွက်လေးတွေကတော့အားလုံးမြင်ကြတဲ့အတိုင်းစိမ့်ဆိုပြီးတော့စားချစ်စွဲလေးတွေပါရှင်ပေါင်ပစ္စည်းလေးတွေကတော့မှုတ်ကစွန်းရွယ်စူပိုးရွက်နဲ့ရုံနေသလိုပဲဖြစ်ပါတယ်အရင်ဆုံးဒဲဝဲကိုရေထည့်ပြီးတော့ပပွက်ဆူလာလေးတွေထည့်ထားပေးလိုက်ပါမယ်ကဲရင်နွေးပပွက်ဆူလာပြီဆိုရင်တော့မစွန်ကြောက်လေးတွေထည့်ပေးလိုက်ပါမယ်ရှင်စိမ့်စားငပိအနေငယ်နဲ့ကျက်သွန်ဖြူနဲ့ငယ်သီးစိမ့်ထောင်းလာလေးကိုလည်းထည့်ပေးလိုက်ပါမယ်ခရမ်းညင်သီးလေးကိုလည်းခက်ကြီးကြီးလေးလိပြီးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့မှုတ်လေးထည့်ပြီးတော့ကျက်သွားလေးတွေထည့်ထားပေးလိုက်ပါမယ်ရှင်တချို့ကလည်းပြောတယ်ကျမချက်တဲ့ဟင်းတွေကပြုတ်ဟင်းနေတဲ့စားကောင်းမှမဟုတ်ဘူးတဲ့အဲ့ဒါကလည်းသူတို့ချက်မစားဘူးသေးလို့ပြောကြတာပဲဖြစ်ပါလိမ့်မယ်ရှင်ကဲမှုတ်လေးလည်းကျက်သွားပြီဆိုရင်တော့အသီးရွက်လေးတွေအားလုံးခတ်ပေးလိုက်ပါမယ်ရှင်အရသာတော့ကတော့ကျမစားလေးရဲ့အသားမုံလေးရဲ့ထည့်ပေးလိုက်ပါတယ်တလဘောဟင်းရင်လားဆိုတော့လည်းမဟုတ်ပြန်ဘူးအသီးရွက်ကလည်းအဲ့လောက်မစုံဘူးပေါ့နော်ရေခဲတက်တာမရှိတဲ့အခါကျတော့ခွဲသိမ်းထားလို့လည်းမရဘူးအသီးရွက်တွေကိုကုန်ရှက်ပလိုက်ရပါတယ်ရှင်စားချင်းလုံးလုံးသာရှက်ရတာကျမတယောက်တည်းလည်းမကုန်ပါဘူးရှင်ပြီးတဲ့အခါကျတော့မှဘေးခန်းလေးတွေကိုလည်းဝေပေးလိုက်ပါအောင်မယ်ရှင်